Hello မင်္ဂလာပါရှင်မြန်မာ secondary ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Hello everyone welcome to my channel အခုဗီဒီယိုလေးကတော့တန်ထွက်ပတ်နည်းနဲ့စလုံးတွေကိုဖတ်ပြသွားမှာဖြစ်ပါတယ်တူတူလေ့လာကြရအောင်တန်ထွက်ပတ်နည်းနဲ့စာကြောင်းတွေကိုစာပိုက်တွေကိုဘယ်လိုဖတ်ရမလဲလို့မေးမြန်းထားတဲ့သူတွေအတွက်အတန်ထွက်ပတ်နည်းလေးနဲ့စာကြောင်းလေးတွေကိုဖတ်ပြသွားမှာဖြစ်ပါတယ်ကျမတို့ငယ်ငယ်တုန်းကသင်ခဲ့တဲ့အခုလည်းသင်နေဆဲဖြစ်တဲ့စာလုံးပေါင်းဖတ်နည်းတင်မုံကြီးဖတ်နည်းကအားလုံးရှင်းပြီးသားဖြစ်ပါတယ်စာလုံးပေါင်းဖတ်နည်းမှာဆိုလို့ရှိရင်ဆရာမဆိုတဲ့စာကြောင်းလေးကိုဖတ်မယ်ဆိုရင်စာလရင်စရတောင်ရေးချာဆရာမာရင်မဆရာမဆိုပြီးမှဖတ်ပါတယ်ဒီစာလုံးပေါင်းဖတ်နည်းကဖေမေမေတွေတခြားရေးလုံးနေတဲ့တွေများစုကသိပြီးသားဖြစ်ပါတယ်အခုထိလည်းအဲ့ဒီနည်းလမ်းကိုသင်နေကြတာဖြစ်ပါတယ်ကျမတို့အတန်ထွက်ဖတ်နည်းလေးကဘယ်လိုလဲဆိုတာကိုရှင်းနေတဲ့သူလည်းရှိသလိုမရှင်းနေတဲ့သူလည်းရှိပါတယ်ကျမတို့ KG plus စနစ်တစ်ကိုစတဲ့အကောင့်ထဲပေါ်တဲ့အခါမှာပေါ့နော်ပထမလည်းမြန်မာစာဆရာလက်ညွှန်မှာဆိုလို့ရှိရင်အတန်ထွက်ဖတ်နည်းလေးကိုဖော်ပြထားတာကိုတွေ့ရတယ်ပေါ့နော်အဲဒီဆက်စချင်းတော့အတန်ထွက်ဖတ်နည်းအတိုင်းသင်ရမယ်ဆိုပြီးမှအဆိုပြုချက်တွေလည်းရှိခဲ့ပါတယ်အခုအများစုကအတန်ထွက်ဖတ်နည်းနဲ့သင်တဲ့သူတွေလည်းရှိသလိုစလုံးပေါင်းဖတ်နည်းနဲ့သင်တဲ့သူတွေလည်းရှိပါတယ်အတန်ထွက်ဖတ်နည်းလေးကိုခုနောက်ပိုင်းတွတ်ကျဲအသုံးပြုလာတာကိုလည်းတွေ့ရပါတယ်ဒါကြောင့်မို့လို့အတန်ထွက်ဖတ်နည်းနဲ့စာကြောင်းလေးတွေကိုဖတ်ပြပါမယ်။စရရင်ချရာမစရမဆရာမစရရင်ချရာမစရမဆရာမစရမဆရာမဆိုပြီးမှကလေးတွေကိုဖြီးတွေရဲ့အတန်တစ်လုံးချင်းစီကိုပြောပြပြီးတော့မှအတန်လေးတွေကိုပေါင်းဖတ်ပါတယ်။စရာမဆရာမဆိုပြီးဖတ်ပါတယ်စဘာမှာဆိုရင်စလုံးကသူ့ရဲ့အတန်ဖြစ်တဲ့စကိုယူပြီးတော့ဖတ်ရပါမယ်စပါရေးချဝစနှလုံးပေါင်းပါစပါစဘာစပါရေးချဝစနှလုံးပေါင်းပါစပါစဘာစပါရေးချဝစနှလုံးပေါင်းပါစပါစဘာဆိုပြီးတော့ဖတ်ရပါမယ်အဲ့မှာဝါဆိုရင်ဝါရေးချဝစနှလုံးပေါင်းဝါရေးချဝစနှလုံးပေါင်းဝါရေးချဝစနှလုံးပေါင်းဝါကတော့ B အမီနဲ့အတန်အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သိပြီးမှပုံကပြပြမရှိပါဘူးငါရေးချဝစနှလုံးပေါင်းငါရေးချဝစနှလုံးပေါင်းသူလည်း B အမီနဲ့အတန်အတူတူပဲဖြစ်ပါတယ်ကစားဆရာကိုဖတ်မယ်ဆိုရင်ကချီဖြည့်ရဲ့အမီကိုမဖတ်ပါဘူးအတန်ဖြစ်တဲ့ကကိုဖတ်ပါမယ်ကစရေးချဝစနှလုံးပေါင်းစာကစားကစားစရရေးချရကစားဆရာ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 ကလေးတွေကိုတလုံးချင်းဖြည့်ရဲ့အတန်လေးတွေကိုအရင်ပြောပြပြီးတော့မှစာကြောင်းရဲ့အတန်ထွက်လေးကိုပြောပြပါမယ်သူတို့ဒီကစားဆရာလို့ကြည့်ပါတယ်သူရဲ့အတန်လေးကတော့ကစားဆရာဖြစ်တဲ့အကြောင်းကိုပြောပြပြီးကစားဆရာလို့သင်ရပါမယ်ဖလာရေးချဝစနှလုံးပေါင်းလာဖလာဖလာဆိုပြီးတော့မှ B ရဲ့အတန်တစ်လုံးချင်းစီကိုဖြည်းဖြည်းချင်းစီအရင်ပြောရပါမယ်ဖလာရေးချဝစနှလုံးပေါင်းလာဖလာဆိုပြီးတော့မှပေါင်းဖတ်ပြရပါမယ်ဖလာရထရေးချဝစနှလုံးပေါင်းထရ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 ေးချဝစနှလုံးပေါင်းထရ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 ေးချဝစနှလုံးပေါင်းထရထရထလို့ဖတ်ရပါမယ်အမှန်လည်းအတူတူပဲဖြစ်ပါတယ်ဒီရဲ့အတန်တစ်လုံးချင်းစီကိုပေါင်းဖတ်ပြီးတော့မှရထရထဆိုပြီးတော့အတန်ထွက်ရပါမယ်ပဝရေးချဝပဝပဝရေးချဝပဝလို့ဖတ်ပြရပါမယ်ပဝပြီးရဲ့အတန်တစ်လုံးချင်းစီကိုထွက်ပြီးတော့မှအတန်ပေါင်းဖတ်ရပါမယ်ပဝလို့ထွက်ရပါမယ်နဂရေးချဝစနှလုံးပေါင်းကနဂရေးချဝစနှလုံးပေါင်းကနဂဆိုပြီးမှပြီးအတန်တစ်လုံးချင်းစီကိုဖတ်ပြီးတော့မှနဂလို့ပြပြပေးရပါမယ်ကစရေးချဝစနှလုံးပေါင်းစာကစားကစားကစရေးချဝစနှလုံးပေါင်းစာကစားကစားအစရေးချဝစနှလုံးပေါင်းစာအစာအစာအစရေးချစာအစာအစာအစာဆိုမှပြီးအတန်တစ်လုံးချင်းစီကိုဖြည်းဖြည်းချင်းပြောပါမယ်အရင်ဆုံးအစာဆိုတာကလေးတွေကအစာလို့စာကြောင်းလေးကိုမဖတ်ရပါဘူးသူရဲ့စာကြောင်းလေးကတော့အစာလို့ဖတ်ပါတယ်ဆိုပြီးမှသိချပြောပြပေးရမှာဖြစ်ပါတယ်အခုပြောပြပေးသွားတာကတော့စလုံးတွေကိုအတန်ထွက်ဖတ်နည်းနဲ့ဖတ်ပြသွားတာဖြစ်ပါတယ်ကလေးတွေကိုဘယ်နည်းနဲ့ပဲသင်
တင်လို့ရပါတယ်အတန်ထွက်ဖက်နည်းနဲ့တင်မယ်ဆိုရင်လည်းကလေးကိုတောက်လျှောက်အတန်ထွက်ဖက်နည်းနဲ့တင်ရမှာကိုတော့တတိပြုပေးရပါမယ်အတန်ထွက်ဖက်နည်းနဲ့တင်လိုက်စာလုံးပေါင်းဖက်နည်းနဲ့တင်လိုက်ဆိုရင်ကလေးတွေကရောထွေးသွားပြီးတော့မှတိတိကျကျမမှတ်မိပဲနဲ့စကလုံးတွေရောထွေးပြီးမဖတ်တတ်ပဲဖြစ်သွားတတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်ဆုံတွေ့ကြမယ်နော်